ချန်ပီယံလိမှာယာနုံးပလစ်နိုင်ပွဲကိုပုံဖော်မလာဆောင်ကြည့်ရမယ်အာဆင်နယ်အားလုံးပဲမင်္ဂလာပါကန်နဗတ်ကနေကြိုဆိုလိုက်ပါတယ်အာဆင်နယ်အသင်းဟာနောက်တန်းကစားသမားတွေတန်းရနေတာကြောင့်အသင်းရဲ့ခံစစ်ဟာတည်ငြိမ်မှုမရှိဘဲဟန်ချက်ပြန်နေပါတယ်အာဆင်နယ်ဟာအက်စတင်ဗီလာကိုအဝေးကွင်းမှာရှုံးနိမ့်ထားပြီးကလပ်ဘရုချ်အသင်းကလည်းဆန့်ထရူဒန်အသင်းကိုရှုံးနိမ့်ထားပါတယ်ကလပ်ဘရုချ်အသင်းဟာရိုင်းနဲ့လာတဲ့ results တွေကြောင့်အာဆင်နယ်နဲ့မတိုင်ခင်နီးပြဖြစ်သူကိုထုတ်ပယ်ထားပါတယ်။နောက်တစ်ဆင့်ကိုကနိုင်ဖို့ဆိုရင်အာဆင်နယ်အသင်းကိုအနိုင်ကစားမှရမှာဖြစ်ပါတယ်။အာဆင်နယ်အသင်းကတော့မားပွဲစမားမှတ်နဲ့အဆင့်1မှာရှိနေတာကြောင့်အဆင့်10ဇွန်သွားမှာကိုလည်းကြောက်စရာမလိုပါဘူး။အာဆင်နယ်အသင်းရဲ့နောက်တန်းတွေတန်းရလာမှုကိုသတိထားတင်ပါတယ်။ဒီပွဲကိုလည်းကစားသမားအချို့ကိုချန်တင်ပြီးနောက်လာမယ့်ပရီးမီးယားလိကိုပဲအာရုံစိုက်တင်တယ်လို့ထင်ပါတယ်။အာဆင်နယ်အသင်းဟာတိုက်စစ်မှုဂျီဇက်ကိုချန်ပီယံလိလူစင်းနဲ့ထည့်သွင်းလိုက်ပြီးဖြစ်တဲ့ကြောင့်အသင်းရဲ့တိုက်စစ်မှာတော့လူစုံတလောက်နီးပါးဖြစ်သွားပြီဖြစ်ပါတယ်။အာဆင်နယ်အသင်းရဲ့နောက်တန်းကတော့လူ9ယောက်သာရှိတာကြောင့်အလဲအပြောင်းဖြစ်မယ်လို့မထင်ပါဘူး။နောက်ခံလူကာလာဖီအိုရီဟာအဝါကက်9ကက်ပြီးသွားတာကြောင့်လာမယ့်ပရီးမီးယားလိပွဲစဉ်ကိုလွှဲချော်မှာဖြစ်ပါတယ်။ဒါကြောင့်ပွဲပန်းမှုတန်ကိုခံနိုင်အောင်စက်ကက်လီအစားကာလာဖီအိုရီကိုထက်တင်တယ်လို့ထင်ပါတယ်။အာတီတာအချိတ်ကွင်းလေတွဲထစ်တဲ့ဇူဘီမန်ဒီဒီကလန်ရိုက်တို့ကလည်းအနာပေးတင်ပါတယ်။နောက်တန်းမှာဂါဘရီယယ်ဆာလီဘာကွင်းလေမှာဇူဘီမန်ဒီကလန်ရိုက်တို့ကိုအခြားဘယ်အပိုင်းမှာအပြောင်းလဲလှုပ်သူတို့ကိုတော့ထည့်သုံးလေးရှိပါတယ်။ပွဲဆက်များလာတဲ့နောက်ပိုင်းနောက်ခံလူတွေဒဏ်ရာပြဿနာကြုံလာတဲ့အနေအထားရောက်လာပါတယ်။အခုလည်းဒီကလန်ရိုက်အနေနဲ့ချန်ခိုင်ရဲမှာလည်းအားရစရာမရှိဖြစ်နေပါတယ်ဒီကလန်ရိုက်အနေနဲ့ဒီပွဲမှာပါဝင်လာနိုင်ပေမဲ့အခြေအနေကိုစောင့်ကြည့်နေရတာဖြစ်ပါတယ်ပါနိုင်တဲ့ဆိုရင်တော့သူ့ကိုနောက်ပွဲတွေအတွက်ဒီပွဲကိုခြံခဲ့စေချင်ပါတယ်အသင်းရဲ့တိုက်စစ်မှာတော့မယ်ရီနိုကိုပဲဆက်တိုက်အသုံးပြုနေပြီးသူ့ကိုလည်းအနာပေးတဲ့တယ်လို့ထင်ပါတယ်မယ်ရီနိုဟာအသင်းရဲ့ underrated ကစားသမားဖြစ်နေပေမဲ့သူဟာပွဲရဲ့အဆုံးဖြတ်သွင်းကိုတွေအတွင်းပေးသလိုတခါကရန်မိနစ်60ပလိကစားတဲ့အချိန်တွေရှိပါတယ်လူငယ်လေးဒေါင်းမန်ကလည်းဒဏ်ရာပြဿနာကြောင့်လွဲချော်မှာဖြစ်ပါတယ်။ကွင်းလေလူနော်ကပ်နဲ့လူငယ်လေးအီသန်ဝန်နရီဟာဒီယာတီမှာပွဲထွက်ခွင့်တော်တော်လေးနည်းနေပြီးသူတို့ကိုထဲ့ထုံတင်တဲ့ပွဲလို့ထင်မိပါတယ်။ကလပ်ဘရုချ်အသင်းဟာနီးပြအသစ်ဖြစ်တာကြောင့်သူ့ရဲ့ကစားဟန်ကိုလည်းမတိသေးတဲ့အက AACC ကစားပြီးအခြေအနေကိုစောင့်ကြည့်တင်ပါတယ်။ချန်ပီယံလိဘရိုင်ကွဲမှာအဆင့်8အသင်းတဲ့ဝင်ဖို့အတွက်ဒီပွဲမှာလည်းဒဏ်ရာကင်းရှင်းပြီးနိုင်ပွဲတစ်ပွဲကိုသာပုံဖော်နိုင်ခဲ့မယ်ဆိုရင်အာဆင်နယ်အသင်းတော့စိတ်အေးနေပါတယ်။အသင်းရဲ့အရန်ကစားသမားတွေဟာကစားချိန်နည်းပါးလာကြောင်းအသင်းတွင်းခြေဆက်မှုမှာနားလည်မှုအားနည်းသေးပေမဲ့တဦးတင်းစွမ်းအင်ကြောင့်10လောက် result မဆိုးဝါးသေးတာဖြစ်ပါတယ်။ချန်ပီယံလိမှာတော့အသင်းကြီးဖြစ်ဖြစ်အသင်းလေးဖြစ်ဖြစ် result ကိုပြောင်းလဲနိုင်တာကြောင့်ဂရုစိုက်ကစားသင့်ပါတယ်။အရန်ကစားသမားတွေနဲ့ပွဲထုတ်ပြီးအ ਨੇ ဆုံးတည်ထမရဟင်အကောင်းဆုံးပါပဲ။အာတီတာဟာဒီပွဲပေါ်ဘလို့အာယုထားလဲဆိုတာလူစင်းထော်လာမှာအတူတူရင်ခုန်စွာစောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း follow and subscribe လေးလုပ်ခဲ့ပါအောင်အဆုံးဒီကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ